chỉ tình trạng này bây giờ video nào được bài mà nó bây nào sẽ bị phiêu biểu với mẹ ai mà number sen problem solving khám solving nó solving khám ngã nè bộ resume friendship khám ngã tổng bộ ratio proportion percent ngã lý bộ statisticနဲ့ probability က9ပုတ် algebra basic expression နဲ့ polynomial အခန်းက12ပုတ် equation ရဲ့ integer ရဲ့ function အခန်းက12ပုတ်နဲ့ geometry အခန်းက6ပုတ်အလုံး46ပုတ်ပါအဲ46ပုတ်မှာ6ပုတ်5ပုတ်က calculator သုံးစရာမလိုဘူးကျန်တဲ့ဟာတွေကတော့ calculator နဲ့ calculator က computer screen မှာပေါ်မယ်နောက်ပြီးတော့ပုံသင်နည်းအတွက်ကို area တို့ဘာတို့ပတ်လည်နာတို့ area တို့ trapezium area တို့အဲ့လိုမျိုးတွေမှာပေါ့နေပြိုင်စုက area တို့နောက်တစ်ခါအဲ့ဒီ area တွေအားလုံးပေါ့ area တို့ဒုတယ်တို့ရှာဖို့အတွက်ပုံသင်နည်းတွေလည်းပုံသင်နည်းစာရွက်လည်းပေးထားမှာဖြစ်တယ်မှတ်200မှာ145အောင်နဲ့162 168ဆိုရင်ဂုဏ်တူရပါတယ်162အထက်ဆိုရင်ဂုဏ်တူမှတ်လို့ပြောလို့ရပါတယ်